မင်္ဂလာပါမျိုးတို့ကျွန်တော်ကိုလေးရဲ့ YouTube channel ထဲမှာရှိတဲ့မျိုးတွေအားလုံးမင်္ဂလာပါဗျာเนาะအဲ့တော့ဒီနေ့19ရက်6လ2025 12နာရီ10မိနစ်ကတော့3နဲ့ပြီးသွားတယ်เนาะကျွန်တော်ပေးခဲ့တဲ့လေးလုံးခွေက3လုံးပဲညီးခဲ့เนาะအဲ့တော့ဒီညနေ4နာရီ30အတွက်ကျွန်တော်မျိုးတွေကိုကျွန်တော်ထိပ်စီး3လုံးနဲ့ဗရိတ်3ခုပြောခဲ့ပါမယ်เนาะထိပ်စီးသည်နေရာသေးထိပ်စီးပေါ်ပြထိပ်စီးပိုင်း3လုံးဗရိတ်အမှာ3ခုမိမိတို့ဉာဏ်ရှိသလိုတွဲသုံးလို့ရအောင်ကျွန်တော်တက်ပြီးတော့ပေးခြင်းဖြစ်ပါတယ်เนาะအဲ့တော့ YouTube channel ထဲမှာရှိတဲ့မျိုးတွေကျွန်တော်ရဲ့ video file လေးကိုစိုးအောင်ကြည့်စိုးအောင်နားထောင်မိမိတို့အတွက်အကျိုးရှိပါလိမ့်မယ်ဗျာเนาะအဲ့တော့ကျွန်တော် video file လေးကိုကြည့်ပြီးတဲ့အခါမှာလည်း subscribe လေးတွေနှိပ် subscribe ဆိုတာခေါင်းလောင်းပေါ့ဗျာခေါင်းလောင်းလေးကိုနှိပ် subscribe လေးတွေနှိပ် like လက်မလေးတွေပေးเนาะတယောက်ချင်းစီတိုင်း share ပေးเนาะ share မှု share လေးနဲ့များလေး share ပေးအကိုမတွေကျွန်တော်မျိုးတွေတည်တယ်လို့ကျန်တဲ့အမျိုးတွေလည်းတည်ရမြင်ရတွေ့ရအောင်ဟာလားများလေးတယောက်ချင်းစီတိုင်း share ပေး share ပေးတဲ့မျိုးတွေကိုလည်းကျွန်တော်အထူးကျေးဇူးတင်ပါတယ်အားလုံးလည်းကံကောင်းကြပါစေဗျာအဲ့တော့ share ပေးတဲ့မျိုးတွေအတွက်ကျွန်တော်ဘက်ကလက်ဆောင်အနေနဲ့ကျွန်တော်ဒီညနေမှာထေသီး3လုံးအမှာနဲ့ break 3လုံး break 3ခုအမှာပြောပါမယ်เนาะအဲ့တော့ဒီကနေ့ညနေ4နာရီ19ရက်6လ2025 4နာရီ30မှာထွက်မဲ့ 3D အတွက်အကောင်းဆုံးထိပ်စီးသည်831ထိပ်စီးဖြစ်ပါတယ်ထိပ်စီးသည်831ထိပ်စီးပါเนาะအဲ့ဒီ831ထိပ်စီးနဲ့တွဲထိုးရမယ် break သည်933ည break ပါเนาะ831ထိပ်စီးကို933ည break နဲ့မိမိတို့ကတ်ထိုးပါအဲ့တော့အဲ့ဒီမှာအကောင်းဆုံးထိပ်သည်8ထိပ်1ထိပ်ကအကောင်းဆုံးပါကြိုက်ဆုံးပါဗျာเนาะအဲ့တော့831ထိပ်စီးကို break 933ည3 break နဲ့ကတ်ထိုးပါမိမိတို့အဆင်ပြေသလိုဉာဏ်ရှိသလို3ပါเนาะအားလုံးကံကောင်းကြပါစေဗျာအဲ့တော့ဒီညနေမှာငွေထုတ်ကွက်တွေပိုင်ပိုင်နိုင်နိုင်ရပြီးတော့ဒိုင်ရှိကငွေအများဆုံးထုတ်နိုင်ပါစေလို့ဆုတောင်းရင်းဖြင့်ကျွန်တော်အားလုံးကိုနှုတ်ဆက်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုများလေး share ပေးကြပါလို့ကျွန်တော်တောင်းဆိုပါတယ် like လက်မလေးတွေနှိပ်ပါเนาะ subscribe လေးတွေနှိပ်ထားပါ subscribe နှိပ်ကျွန်တော်တင်သမျှကိုမြင်ရပါလိမ့်မယ်မျိုးတို့ okay အားလုံးကံကောင်းကြပါစေဗျာเนาะစစ်သုံးတစ်ထိပ်ပါ933 break ပါဗျာเนาะ